နောက်တစ်နေ့မှာဓမ္မပါတီမှခရိုင်အဆင့်လူငယ်ခေါင်းဆောင်ဖြစ်သောဓမ္မစောထွန်းဟာဂျိုးဇလန်တို့မှာအစည်းအရုံးရှိမှာရင်တိုက်မှုနဲ့ကွယ်လွန်သွားကြောင်းတိုက်သွားသောရင်မှာလည်းမောင်းပြေးသွားခဲ့ပြီးမျက်မြင်သက်သေများအဆိုအရဝါရဖြန့်ချီရေးဌာနမှအာဏာရှင်သချင်းကိုဖွင့်ကားမောင်းလာတဲ့အော်လန်တက်ကားဖြစ်ကြောင်းသတင်းစာများမှာပါရှိလာပါတယ်။ထိုကိစ္စဟာဝါရဖြန့်ချီရေးဌာနကိုကင်ထားသောဗန္ဓုလဦးစိန်အတွက်အချက်ရိုက်စရာသတင်းတစ်ခုဖြစ်ခဲ့ပါတယ်။သို့သောမကြာမီတိုက်ပြေးသွားသောကားမှာဓမ္မပါတီမှကားမဟုတ်ဘဲဂျပန်စစ်တပ်ဝါရဖြန့်ချီရေးဌာနမှကားဖြစ်ကြောင်းထိုကားကိုဂျပန်ဝါရဖြန့်ချီရေးအရာရှိအော်ဇီကိုထံကငှားမောင်းသွားသူမှာအုံးဖေဆိုသူဖြစ်ပြီးထိုသူကိုယ်တိုင်ဂျပန်စီရဲများထံတွားရောက်အဖမ်းခံခဲ့ကြောင်းနောက်ဆက်တွဲသတင်းထွက်ပေါ်လာပါတယ်။ဂျပန်စီရဲထံမှဓာတ်ရိုက်အဖမ်းခံလိုက်ပြီးဖြစ်သဖြင့်ဗမာအစိုးရနဲ့နေပြည်တော်ရဲတပ်များမှာမြည်တို့မြမပြောရဲကြတော့အုံးဖေကိုကဂျပန်စီယုံကရင်မစင်မရင်မောင်းနေမှုနဲ့လူသိမှုထောင်2နှစ်ချလိုက်ပါတယ်။အုံးဖေကသူနဲ့ခင်မင်ရင်းနှီးသောဂျပန်ဗိုလ်မှူးအော်ဇီကိုကောင်းမှုနဲ့ရန်ကုန်ထောင်ကြီးမှာအင်္ဂလိပ်မဟာမိတ်သုံးပန်းများကိုအုပ်ချုပ်ရသောအချင်းသားဝန်ထမ်းဖြစ်ပင်တန်းပြီးခန့်အပ်ခြင်းခံလိုက်ရပါတယ်။ဘာဘိုးနဲ့မြကျင်မှာဂျပန်လက်အောက်အချင်းတော်ထဲမှာရှိနေတဲ့အုံးမီကိုဘာမှလုပ်မရတော့သဖြင့်ချိတ်မနိုင်ခဲမရဖြစ်နေကြပါတယ်။ထိုကာလအတွင်းဒေါက်တာဘမော်နဲ့အစဉ်ပြေသောအမှတ်15ဂျပန်တပ်မတော်စစ်ဦးစီးချုပ် General Ida ကဂျပန်ပြည်ကိုပြောင်းရွှေ့သွားရပြီးဒေါက်တာဘမော်နဲ့အစေးမကတ်တဲ့ General Kawabi ကစစ်ဦးစီးချုပ်ဖြစ်ယာရုလွှဲပြောင်းရယူထားပါတယ်။ဒေါက်တာဘမော်အစိုးရရဲ့ဂျပန်အကြံပေးအရာရှိဗိုလ်ချုပ်အီဆာမူရာမာလေး General Kawabi ရဲ့လက်ရုံးဖြစ်လာပြီးဖုန်းတကူတက်လာနေပါတယ်။1943မတ်လမှာဒေါက်တာဘမော်ကိုဂျပန်ပြည်မှာတိုကျိုအစိုးရကခေါ်ယူတွေ့ဆုံပြီးအမြင့်ဆုံးဘွဲ့တစ်စိတ်ဖြစ်တဲ့တင်တော်ဟေကာတစ်စိတ်ကိုပေးရလိုက်ပါတယ်။ထိုဘွဲ့တစ်စိတ်ကိုသခင်မြဒေါက်တာသိန်းမောင်နဲ့ဗိုလ်ချုပ်အောင်ဆန်းတို့လည်းရကြပါတယ်။ဘွဲ့မြရရှိတဲ့သခင်ထုံးအောင်မှာထိုကိစ္စအတွက်သူ့ကိုဂျပန်မခေါ်သွားသောဒေါက်တာဘမော်အားကြည်လည်ခြင်းမရှိကြ။ဒေါက်တာဘမော်ဟာ1924ခုနှစ်ပြင်သစ်ပြည်ဘော်ဘိုးတက္ကသိုလ်တွင်အဘိဓမ္မာဒေါက်တာဘွဲ့ကိုရယူခဲ့သူဖြစ်သဖြင့်ပြင်သစ်မှာတက္ကသိုလ်တက်ခဲ့မှုသောဂျပန်ဘုရင်တင်တော်ဟေကာနဲ့အလွယ်တကူပင်ခင်မင်ရင်းနှီးသွားပါတယ်။ဂျပန်ဘုရင်ကချီးမြှင့်တဲ့နောက်ထပ်တော်ဝင်ဆုတစ်ခုကိုပင်ရထားပါတယ်။ထို့သောဘုရင်ရဲ့မျက်နှာသာပေးခြင်းကိုခံရတဲ့အပြင်ဂျပန်အစိုးရခေါင်းဆောင်နိုင်ရင်ဝန်တိုဂျိုကလည်းခေတ်ပညာတဲ့နိုင်ငံရေးသမားဖြစ်သောဒေါက်တာဘမော်ကိုအထူးလေးစားပါတယ်။ထို့ကြောင့်ဗမာပြည်ကိုရောက်နေတဲ့ဂျပန်အမှတ်15စစ်တပ်မှာဒေါက်တာဘမော်ကိုဩဇာလွှမ်းမိုးရန်ကြံစီတော်လဲဒေါက်တာဘမော်ဟာဂျပန်နန်းတွင်ဗဟိုအစိုးရများနဲ့တိုက်ရိုက်အဆက်အသွယ်ရှိနေသဖြင့်မတတ်တာပဲရှိနေပါတယ်။အထူးသဖြင့်ဂျပန်ဘုရင်ကအန်နင်းတော်တစိကြီးကိုဒေါက်တာဘမော်ကရုံးခန်းရှိမှာကတ်ထားသဖြင့်ဂျပန်တပ်ရဲ့အကြီးဆုံးစစ်သည်နာပတိဖြစ်တဲ့ General Kawabi ပင်ဒေါက်တာဘမော်ရုံးခန်းကိုဝင်လျင်ထိုတစိကိုဒူးထောက်အယူသေးပြူပြီးမှဝင်ရပါတယ်။ထိုကိစ္စကို General Kawabi ကနှစ်လိုခြင်းမရှိပေ။ဒေါက်တာဘမော်အစိုးရအဖွဲ့ဝန်ကြီးများနဲ့လည်းအကြံပေးဗိုလ်ချုပ်အီဆာမူရာတို့ကြားမကြေလည်မှုများရှိနေပြီးအီဆာမူရာကဒေါက်တာဘမော်ကိုရတဲ့နည်းနဲ့ဖြုတ်ချရန်ကြံစည်နေပါတယ်။ထိုကဲ့သို့ဒေါက်တာဘမော်မှာနိုင်ငံရေးရန်သူများပတ်လည်ဝိုင်းနေခြင်းမို့ဥမြကျင်နဲ့မသိညွန့်ဘာဘိုးတို့မှာလူမိုက်လောကဘက်မလှည့်နိုင်သေးပဲသူတို့ဆရာများကာကွယ်ရေးကိုဦးစားပေးနေရပါတယ်။သို့တော့ပသိညွန့်ဘာဘိုးကသူ့လက်ရုံးဖြစ်သောဓမ္မစောထွန်းကားတိုက်တက်ခံရမှုအတွက်လက်စားချီရန်အကွက်ကောင်းကိုစောင့်နေသေးဖြစ်ပါတယ်။1943နိုဝင်ဘာလ9ရက်လမ်းမတော်ဖို့တို့ဟာနတ်သမီးယောဂါခေါ်စစ်ဖလစ်ယောဂါနဲ့ဂျပန်ခေတ်ကာလာသားယောဂါကုဆေးရုံမှာတက်ရောက်ကုသနေရပါတယ်။မေဂျာဆာတို့နဲ့ဖို့တို့တယောက်တည်းဆေးရုံတက်နေရတဲ့စစ်ဖလစ်ဘိုးများကိုဘသူကဘသူစီမှကူပြီးဘသူကိုပြန်ကူးတယ်ဆိုတော့တန်တရားကိုဂန္ဓမာတောင်းရင်မသိတော့လေယောဂါပြန်ပွားရာဗဟိုဌာနချုပ်မှာချိုက်ဟုံဖြစ်တာကိုသူကောင်းကောင်းသိပါတယ်။ထို့ကြောင့်ဖို့တို့ရှိရာဆေးရုံကိုဂန္ဓမာတောင်းရင်ရောက်လာရပါတယ်။ဖို့တို့မင်းဆေးဝါပြန်စင်းချိုက်ဟုံနဲ့ဇလံဖြတ်စီခြင်းပြီကွာမင်းစီကနေမသိမြစီဒီယောဂရောက်တော့မှငါအစိုးရနေအေးခန္ဓာမငါလေမသိမြအတွက်ပဲစိတ်ပူတာငါကဆက်စော်တာပါကွာဟုတ်တယ်ဖို့တို့မင်းအသက်လဲ45နှစ်ထဲရောက်နေပြီဒီရွေးကြီးကြမှာကျိုးတာတော့ကြားလို့လည်းမကောင်းဘူးကွာအခုမေဂျာစာတို့တောင်ချိုက်ဟုံကိုကူးမှဆိုလို့ဆိုပြီးအတူမအိတ်တာကြားပြီချိုက်ဟုံကိုတော့မတ်တောင်းကချိတ်ပြီးဆေးကူနေရတယ်ခန္ဓာမမင်းလည်းသတိထားအောင်ဘာဘိုးတို့ငြိမ်သွားတာငါမသိငါဘူးငါ့ကိုစိတ်ချပါဖို့တို့ရစိတ်ချပါငါအဆင်ပြေပါလေငါအရင်လိုချင်းရောပဲကန်တော့တာမဟုတ်ပါဘူး6လုံးမျိုးလည်းကောင်းကောင်းပြတ်တယ်နေပါပြီအေးမင်းသာပေါင်ကြား6လုံးမျိုးကိုမသိရနဲ့တော့ဟာလူမိုက်ကြီးကျိုးသေးတယ်ဆိုတာကြားမကောင်းဘူးဟာမဲမဲတွေမလို့ငါကျိုးသေးရမှာလားကွာတွားတော့ဒီမှာမနှက်ကမှပြည်စုပ်ထုတ်ထားတဲ့ကြားနာနေရတယ်ကြားလေကွာတွားတော့ကွာဟဲ့အောင်ဂန္ဓမာတောင်းကြီးကဆေးရုံမော်ကပြန်ဆင်းသွားပါလေ